အတန်းကောင်းဆောင်ကသူတို့တွေစွန့်စားသူတွေအနေနဲ့မပုံတင်ဖို့နဲ့ရှားထားတဲ့ပစ္စည်းတွေကိုရောင်းဖို့အရင်ဆုံးစွန့်စားသူကလပ်ကိုသွားဖို့လို့ကြောင်းပြောပါတယ်။ဒါပေမဲ့လည်းသူတို့တွေရောက်သွားကြတော့ရှိနေတဲ့စွန့်စားသူတွေကြောင့်မဝတ်မရွယ်ဖြစ်နေကြပါတယ်။ဒီအချိန်မှာ Ofta ရောက်ရှိလာခဲ့ပြီးဟာရူကာကိုကလပ်ကောင်းဆောင်ကတွေ့ကျင်နေကြောင်းပြောတော့အပေါ်ချက်ကိုတက်သွားခဲ့ပါတယ်။တက်ချင်းပင်ကောင်းဆောင်ရဲ့ကြောက်စရာအသွင်ဖြင့်ကိုမြင်လိုက်ရပေမဲ့သူ့ဖွဲ့ကိုကဲပေးလို့ကျေးဇူးတင်ကြောင်းအဆက်မပြတ်ပြောလို့နေပါတယ်။ပြန်ဆင်းလာမှာတော့ဟာရူကာဟာသူ့ရဲ့မော်ကြောက်တုံးတွေကိုရောင်းလို့ရတဲ့နေရာတွေ့သွားပြီးတအိတ်လုံးတုံချလိုက်ပါတယ်။အဲ့ဒီအချိန်စရေးကတော့ပတ်စံမလောက်တာမလို့နောက်ကြမှာထက်လာဖို့ပြောပါတယ်။ကောင်မလေးတွေအားလုံးကစွန့်စားသူမှပုံတင်ပြီးသွားတာဖြစ်ပြီး Ofta ကလည်းသူတို့တွေအားလုံးရှိဘူးဆို level 30ဝန်းကျင်လောက်ရှိမှဖြစ်ကြောင်းပြောပြပါတယ်။ဟာရူကာဟာလည်းစရင်သွင်းဖို့အစင်သေးဖြစ်နေပြီးဝင်သွားတဲ့အခါမှာသူကလည်းပဲ30မရောက်သေးတာမလို့စရင်သွင်းဖို့အစင်မမီကြောင်းပြောခံလိုက်ရပါတယ်။ဟာရူကာကချွင်းချက်အနေနဲ့ထားလို့မရဘူးလားပြောတော့တယောက်တည်းသမားဖြစ်မယ်ဆိုလည်းပဲ20လောက်ကစပြီးအစာပြောသူအစင်ဖြစ်တမတ်ကြောင်းပြောပြတော့စိတ်ဓာတ်ကျသွားပြီးဘာမှလုံးနိုင်တာမရှိပါလားဆိုပြီးငိုင်းသွားပါတယ်။ညမှာတော့သူတို့တွေတဲစရာသွားရှာကြပြီးမြင်နေရတာကိုမယုံနိုင်ဖြစ်နေပါတယ်။နောက်ပြီးမသိရင်ချစ်သူကြီးစားတွေသွားဖို့လုပ်ပေးထားတာကြားနေတာပဲလို့ထင်နေပါတယ်။ဒါပေမဲ့လည်းဒီလိုမျိုးကတာမန်ပဲဆိုတာသိလိုက်ပါတယ်နောက်တနေ့မှကောင်မလေးတွေကအခုချိန်ထိရောက်လာတာဖြစ်ပြီးဘေးကင်းလောက်ပါပြီလို့တွေးရင်မော်ကြောက်တွေရောင်းပြီးရတဲ့ပတ်စံရပြီးတာနဲ့ပြန်သွားတော့မယ်လို့တွေးနေပါတယ်။ဒါပေမဲ့လည်းသူစွန်စားသူကလပ်ကိုပြန်သွားတော့သူတို့မှရှိသမျှအကုန်ပေးပြီးဒီထက်ပိုပေးစရာအလုံးအလောက်မရှိကြောင်းတောင်းမှန်ပြောပါတယ်။နောက်ပြီးကောင်းဆောင်ကိုယ်တိုင်ကလည်းအရေးကြနေပေးမဲ့အကြောင်းပြောလာပါတယ်။ကလပ်ကသူ့ကိုရှစ်တန်းပေးလိုက်ပြီးဟာရူကလည်းချမ်းသာလို့သွားခဲ့ပါတယ်။ဒီအချိန် Ofta ရဲ့အဖွဲ့သားတယောက်ကထိုးထိုးချာချာနေရာလေးကိုခေါ်သွားမယ်ပြောတော့ဟာရူကတယောက်ချစ်စရာကောင်းမလေးတွေကိုစိတ်ကူးရှင်နေပါတယ်။တကယ်တမ်းကျတော့ကိုကြောက်ခေါ်သွားတာကလက်နက်ဆိုင်တစ်ခုဖြစ်နေပါတယ်။နောက်ပြီးအဲ့ဒီမှာမြေအောက်ခံတွေကရတဲ့အထူးပစ္စည်းတွေကိုရောင်းချောင်းလဲပြောပြပါတယ်။ကိုကြောက်ကတော့ပုံမကြောက်ပန်းမကြဆိုင်ရှင်ကိုနှုတ်ဆက်နေချိန်ဟာရူကတယောက်ကတော့ပစ္စည်းမျိုးစုံကိုစမ်းတုံကြည့်နေပါတယ်။ကြည့်နေတော့ဟာရူကရဲ့မျက်လုံးကိုဖန်ဆာသွားနိုင်တာကတော့ဆွဲကြိုးလေးတစ်ကုံပဲဖြစ်ပါတယ်။အကြောင်းကတော့သူရဲ့ပစ္စည်းတွေမှာဒီလိုတွေပါနေလို့ဖြစ်ပါတယ်။အဲ့ဒီအချိန်မှာဆိုင်ရှင်ကသင်္ကေတလေးကပစ္စည်းတွေပေါင်းစီပြီးထည့်လို့ရတဲ့ပစ္စည်းဖြစ်ပြီးအများဆုံး9မျိုးအထိစွမ်းရည်ကိုပေါင်းလို့ရကြောင်းဒီစွမ်းရည်တွေကတပြိုင်နက်တည်းအသုံးပြုလို့ရကြောင်းဆိုပါတယ်။ဟာရူကာကတော့ပစ္စည်းတစ်ခုမှာစွမ်းရည်တွေအများကြီးပေါင်းပြီးသုံးလို့ရမယ့်အဖြစ်ကိုတွေးပြီးစိတ်လှုပ်ရှားနေပါတယ်။ဒါပေမဲ့အတန်းကောင်းဆောင်ရောက်လာခဲ့ပြီးအိတ်ချိန်ရောက်နေပြီးဖြစ်ကြောင်းချိန်မှောင်ပါတယ်။ဒီချိန်လက်ထဲမှာကင်ထားတဲ့ຫນွေပင်လေးကအသက်ဝင်လာတာမလို့တခြားပစ္စည်းတွေကိုတိုက်မိကအားလုံးပေါင်းပြီးသွားစေပါတယ်။ဆိုင်ရှင်ကလည်းဒီလိုပေါင်းလိုက်မိတာတွေအားလုံးက10တန်းလောက်တန်တာဖြစ်ကြောင်းပြောရင်စိတ်တိုးလို့နေပါတယ်။ကိုတာကလည်းပစ္စည်းတွေကို10တန်းလောက်ထိတော့ရှော့ပေးပါအောင်လို့စိတ်ညစ်ကြည့်ပါတယ်။နောက်တနေ့မှာတော့ဟာရူကာတယောက်300လုံးဝမရှိတော့တာကိုသူမယုံနိုင်ဖြစ်နေပါတယ်။ဒီအတွက်သူကအပြင်ထွက်ပြီးမှကြောက်တွေးရှာခြင်းပေမဲ့မြို့တွေကထွက်ဖို့ဆိုစွန့်စားသူဖြစ်ရမှာဖြစ်ပြီးထောက်ခံချက်ပါရမှာပါ။အဲ့ဒါနဲ့ပဲဒေါ်ရဲကိုအရန်ပြန်ခြင်းနဲ့တာဆန်လေးဟာရူကာဟာလောလောလတ်ဖန်တီးထားတဲ့ကိုပြဝေယုံကိုသုံးပြီးအတန်းကောင်းဆောင်နောက်ကနေဖြတ်သွားပါတယ်။သူကဒတိုင်းစီရောက်တော့တလောက်တော့ခုံကြော်နိုင်ပါတယ်လို့တွေးပြီးခုံလိုက်ချိန်ကောင်မလေးတချို့ကသူ့ကိုလှမ်းခေါ်လိုက်ပါတယ်။အဲ့ဒီအတွက်နေရာမကြော်နိုင်တော့ပဲဝင်တိုင်းပြီးပါတော့တယ်။ဒီချိန်ကောင်မလေးတွေကဗော်လီဘောအသင်းကကောင်မလေးတွေဖြစ်ပြီးစရိုရာတယောက်ကဘယ်ရောက်နေလဲမေးလိုက်ပါတယ်။ဟာရူကာကပြောင်းနေတဲ့သူကိုရှာဖို့တတိပေးချက်စွမ်းရည်ကိုတုံလိုက်ပေမဲ့အချော်ရည်ပြောတဲ့ကောင်မလေးကအဝတ်တွေချွန်နေလို့သူတို့အကုန်သွားရရပါတယ်။ဒီလိုနဲ့ဟာရူကာရဲ့ထွက်ပြေးမဲ့အစီအစဉ်လေးပြည့်စည်သွားပါတယ်။နောက်နေ့မှာကောင်မလေးတွေအားလုံးသူတို့ရဲ့ပထမဦးဆုံးစစ်စင်ရေးအတွက်ပြင်ဆင်နေကြပါတယ်။ဟာရူကာလည်းသူလိုက်ချင်ကြောင်းပြောတော့ထွက်ပြေးမှာစိုးလို့မယုံကြောင်းပြောပြီးနေခဲ့စေပါတယ်။အလောင်းထွက်သွားပြီးရဲ့ချိန်မှာဟာရူကာတယောက်သူ့ရဲ့ကိုပြဝေယုံကိုအသုံးပြုပြီးမြို့ပြင်ကိုခိုးထွက်လာတာကိုမြင်တွေ့ရမှာပါ။လမ်းမဖေးစာအုပ်စုကိုတွေ့တော့လီလူရှုပြီးဆက်ပြေးလာခဲ့ပါတယ်။နောက်ထပ်ပျက်စီးနေတဲ့ရွာတစ်ခုကိုတွေ့တော့လီလူရှုခဲ့ပြန်ပါတယ်။ဒါပေမဲ့နောက်ထပ်လူဆိုးတွေတိုက်ခိုက်တာခံနေရတဲ့လက်တစည်းကိုမြင်ရတဲ့အခါမှာသူ့ရဲ့မော်တုတ်တန်အစ်စ်ကိုပြင်ပြီးဝင်တိုက်ခိုက်ဖို့ပြင်လိုက်ပါတယ်။ဘာပဲဖြစ်နေပါစေနောက်ထပ်လီလူရှုဖို့ကြိုးစားလိုက်ပြန်ပါတယ်။ဒီချိန်လူဆိုးတယောက်ကမြင်သွားတာမလို့မျက်မြင်သက်သေးကိုအရှိမထားနိုင်ဘူးဆိုပြီးတိုက်ခိုက်ပါတယ်။အဲ့ဒါမလို့မီးကြီးနဲ့ပြက်ခတ်ပြီးတကောင်းသားတွေကိုတမပြလိုက်ပါတယ်။နောက်ပြီးထွက်လာတဲ့မော်ဆွမ်းအားကြောင့်မော်တုတ်ကိုအထင်ကြီးသွားခဲ့ပါတယ်။
အဲ့ဒီမှာကျွန်တော်တို့သိလိုက်ရတာကသူ့ရဲ့မော်တော်တန်အသေးဆိုတာလက်နက်ဆိုင်မှာတော့ကပစ္စည်းတွေပေါင်းမိပြီးအစင်မြင်သွားတဲ့သူ့ရဲ့ဒုတ်ချောင်းလေးဆိုတာပါပဲလူစိုးတွေကအရှုံးမပေးခြင်းကြပါဘူးသူတို့တွေကဟာရုကာဟာမော်အသုံးပြုသူဖြစ်တာမလို့တိုက်ခိုက်ရေးပိုင်းညံမယ်လို့တွေးနေကြပါတယ်သူတို့တွေလည်းဆိုတော့ဝင်လာရောဟာရုကာကအမောက်သိပ်ပြစ်လိုက်ပါတယ်လူစိုးတွေကသူတို့ရဲ့မော်ပစ္စည်းကဇွမ်းရည်တွေကိုအသုံးပြုပြီးတိုက်ခိုက်လာပါတယ်ဒါပေမဲ့ဇွမ်းရည်လေးပဲ20ရောက်သွားပြီဖြစ်တဲ့ဟာရုကာအတွက်ကတော့သူတို့ရဲ့တိုက်ခိုက်ချက်တွေကနှင်းနေပြီးအလွယ်တကူရှောင်းနိုင်နေခဲ့ပါတယ်။တဖြည်းဖြည်းနဲ့လူဆိုးတွေကမော်ပြီးမေးလေသွားတဲ့အထိပါပဲ။ Mary Airy လို့ခေါ်တဲ့တော်ဝင်မင်းသမီးလေးတစ်ပါးထွက်လာပြီးဟာရိုကာကိုလူဆိုးတွေကိုနှိမ်နင်းပေးလို့ကျေးဇူးတင်ကြောင်းပြောပါတယ်။ဒါပေမဲ့လည်းသူတို့တွေကကိုပါကိုမေးလေသွားတာဆိုတာရဲ့မကယ်ပဲကြော်သွားလိုက်မယ်လို့ထွေးရရဲ့ကြောင့်ကျေးဇူးတင်သိရင်လာမေးလိုက်ပါတယ်။နောက်ပြီးသူတို့ကိုသူတို့နဲ့မြေသခင်တယောက်ရဲ့သမီးဖြစ်ပြီးကျန်တဲ့လန်ခရီးတစ်လျှောက်အဖို့လုပ်ပေးနိုင်မလားလို့မေးပါတယ်။ဟာရိုကာကတော့တောရဲကိုပြန်သွားဖို့တွေးနေချိန်ကောင်မလေးကကျေးဇူးပြန်ဆမ်းမှာဖြစ်ကြောင်းပြောတော့ကူညီဖို့ဆုံးဖြတ်လိုက်ပါတယ်။ကောင်မလေးကဟာရိုကာကိုဘဲကလာတာလဲမေးတော့မျိုးနာမည်ကိုမမှန်မိပဲရှပီထင်တယ်လို့ပြောလိုက်ပါတယ်။ကောင်မလေးကလည်းသူ့ဖေကအဲ့ဒီကနေရှင်ဖြစ်ကြောင်းပြောတော့ဟာရိုကာတယောက်အိုမူမျိုးပဲဆိုတာမှတ်မိသွားပြီးသွားတော့မယ်လို့တောင်းတမမှန်ပြောပါတယ်။ဒါပေမဲ့လည်းမယ်ရီအရီကသူ့ကိုအတင်းခေါ်သွားပြီးစူးချရမယ်ပြောပြန်တော့ထွက်ပြေးမဲ့အကြံလေးဒုတိယအကြိမ်ကျဆုံးရပြန်ပါတယ်။နောက်ထပ်တစ်ခါမှာတော့ကြွသားအုံနောက်နဲ့ငတုံးတွေကလူဆိုးတွေနဲ့ထိတ်တိုက်ရင်ဆိုင်နေကြတာကိုမြင်တွေ့ရမှာပါ။ဒါပေမဲ့လူဆိုးတွေဘက်ကစပြီးတိုက်ခိုက်မယ်လဲဆိုရောခေါင်းဆောင်ဖြစ်သူကိုနောက်ကျောကဓာတ်နဲ့ထိုးလိုက်ပါတယ်။လူဆိုးအဖွဲ့ကပြန်ပြီးခုခံတိုက်ခိုက်ဖို့ကြိုးစားပေမဲ့တိုက်ခိုက်လာတဲ့သူကအလွယ်တကူပဲရှင်းပြခံလိုက်ရပါတယ်။ဒီအချိန်မှာအခွင့်ကောင်းယူပြီးကြွသားအုံနောက်နဲ့ငတုံးတွေထွက်ပြေးဖို့ကြိုးစားပါတယ်။ဘလို့ပဲကြိုးစားဆဆောကတိုက်ခိုက်သူကသူတို့ကိုရှင်းပြဖို့ကြိုးစားနေတာကိုမြင်ရမှာပါ။ငတုံးတွေကဘာလို့အခုလိုတိုက်ခိုက်နေတာလဲလို့မေးပါတယ်။တခြားအခန်းတစ်ခုမှာဆိုရင်ဖြင့်ဟာရုကာကိုမယ်ရီအယ်ရီရဲ့ရထလုံးထဲမှာရောက်နေတာကိုတွေ့ရပါတယ်။ဟာရုကာတယောက်မယ်ရီအယ်ရီကိုတောင်းပန်ပြီးတယောက်တည်းနေခြင်းလို့တော်ရဲကိုပြန်ခြင်းနေဆိုတဲ့အကြောင်းတူတောင်းဆိုနေပါတယ်။ဒါပေမဲ့ဆုံးဖြတ်ပိုင်ခွင့်မရှိတဲ့ဟာရုကာတယောက်ကတော့ရထလုံးနဲ့အတူဆန်အိမ်တော်တဲ့အထိပါသွားပါတယ်။လူလက်တုံထွက်ပြေးဖို့ကြံနေတဲ့ဟာရုကာကိုမင်းသမီးကအဝတ်လဲအုံမမလို့ဆောင်ဖို့နဲ့စူပေးခြင်းတည်းရဲ့အကြောင်းပြောပြပါတယ်။မင်းသမီးကဟာရိုကာကိုညစာစားပွဲဖိတ်လိုက်ပြီးဒီလိုလုပ်ပေးတာဟာကျေးဇူးတင်လို့ဖြစ်ကြောင်းပြောနေပါတယ်။ဒါပေမဲ့ဟာရိုကာကတော့ပြောနေရတွေမကြားနိုင်ပဲအစားအသောက်ကိုအငမ်းမရစားနေလို့သူပြောတာကိုနားထောင်နေကြောင်းသိလိုက်ရပါတယ်။မင်းသမီးရဲ့စီကံကဟာရိုကာကိုစုအဖြစ်ငွေသားတွေကိုပေးပါတယ်။နောက်ပြီးဟာရိုကာမှာတတိကံကပ်ပြားမရှိလို့ကတ်တစ်ခုလုပ်ပေးစေပြီးမျိုးကိုဝင်နာထွက်တာတွေအတွက်အသုံးပြုလို့ရကြောင်းရှင်းပြနေပါတယ်။ဒါပေမဲ့လည်းအငမ်းမသားဟာရိုကာကတော့နားထောင်မနေပါဘူးဒီလိုနဲ့မင်းသမီးကစိတ်တွေထောင်ထပြီးတုံနေပါတယ်ဒါပေမဲ့ဟာရိုကာကတော့သူ့အချို့ပွဲစီကိုအာယုံရောက်နေခဲ့လို့မင်းသမီးလေးကသူ့အာယုံဆိုင်မှုကိုမရနိုင်ကြောင်းနားလေသွားပါတော့တယ်နောက်တနေ့မှာတော့ကောင်မလေးတွေကိုဟာရိုကာကဘာတွေဖြစ်ခဲ့လဲမလိုက်တပတ်ပြောပြပါတယ်ဒါပေမဲ့ဘာလို့ဆိုင်တော့ကိုဖိတ်ခံရတာလဲမေးလိုက်တော့သူ့မှာဖြေစရာမရှိဘူးလို့မတီးဘူးလေကလွယ်လို့မဖြေနိုင်ခဲ့ပါဘူးအတန်းကောင်းဆောင်ကဟာရိုကာကိုမျိုးတွေကထွက်သွားခွင့်မပေးဘူးပြောတော့ဟာရိုကာလည်းမထွက်ပါဘူးလို့ပြန်ပြီးကတိစကားဆိုခဲ့ပါတယ်။ကောင်မလေးတွေစစ်စင်ရင်လို့ဖို့လဲသွားရောဟာရိုကာတယောက်ဝမ်းသာအားရနဲ့အပြင်ကိုပြေးထွက်ပြီးမျိုးတွေကထွက်ဖို့တသေးကန်ကပ်ပြားသုံးကြီးရမကိုစစ်စင်ပါတယ်။ဟာရိုကာဟာလက်နက်ဆိုင်ကိုသွားပြီးလက်နက်တချို့ဝဲခဲ့ပါတယ်။နောက်ပြီးသူကကြွားသားအုံနောက်နဲ့ငတုံးတွေကိုစိတ်ပူစရာရှိလို့သွားရှာလိုက်အောင်မဲဆိုတဲ့အကြောင်းစာရေးပြီးအတန်းကောင်းဆောင်အတွက်ချန်ထားပေးခဲ့ပါတယ်။တောင်ရီပြီးတော့မျိုးဆောင်ဂိတ်ကအဆောင်ရှိသွားပြီးတပ်သေးကန်ကပြားကိုပြားကသူ့ရဲ့ပျော်စရာတော်ရဲကိုအမောတကောပြေးဝင်သွားပါတယ်။သူ့ရဲ့တာယာတဲ့ကိုအိမ်လေးစီပြန်ဖို့တွေးရင်ပြောနေတော့ဘလူးတကောင်သူ့နောက်ကရုတ်တရက်ပေါ်လာလို့တစ်ချက်ထဲကျုံပေးလိုက်ရပါသေးတယ်။ဒါပေမဲ့လည်းဒေါနတ်ထင်မှာပေါ်တက်တဲ့ဘလူးတွေကဒီနေရာမှာဘာလို့နေကြရလဲတွေးမိလိုက်ပြန်ပါတယ်။အဲ့ဒီနေ့ညနေမှာပဲဟာရိုကတယောက်သွေးတွေတော့ကြွားသားအုံနောက်နဲ့ငတုံးတွေပြောင်းနေတာတကြောင်လူမိုက်တွေအခုထိတော်ရဲကမထွက်ကြသေးတာတကြောင်သူတို့ကိုစိတ်ပူမိနေပါတယ်။သူကရန်သူချီယာခံစွမ်းရည်ကိုတောင်းပြလိုက်တော့သွေးတွေကျသွားတဲ့လမ်းတစ်လျှောက်ကိုတွေးလိုက်ပြီးငတုံးတွေများလူမိုက်တွေနဲ့တိုက်ခဲ့တာလားတွေးပြီးအရီနောက်ကိုလိုက်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်။တနေရာအရောက်မှာတော့ငတုံးတို့အုပ်စုကိုအခြေအနေတော်တော်ဆိုးနဲ့တွေးလိုက်ရလို့ရှော့ရသွားပြီးသူတို့တွေသေးနေပြီလို့တောင်ထင်လိုက်မိပါတယ်။ဒါပေမဲ့လည်းအသက်ရှူနေကြသေးတာကိုတွေ့လို့သူရဲ့ဈေးတွေအကုန်လုံးကိုမသေးစေဖို့တောင်းပေးလိုက်ပါတယ်။သူတို့တွေကတယောက်နိုးလာပြီးသူတို့တွေအမကြီးမှသွားကြောင်းပြောပြပြီးကောင်မလေးတွေအစင်မပြေးရလာမေးလာပါတယ်။ဟာရိုကာကလည်းသူတို့အားလုံးမျိုးတွေမှာအစင်ပြည့်ပြည့်နေနိုင်ကြကြောင်းရှင်းပြလိုက်ပါတယ်။